Hello everyone, Notion channel ကနေ channel ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ isometric drawing တွေကိုခုမှစတင်လေ့လာသူတွေအတွက်သုံးဝင်မဲ့ isometric drawing တစ်ခုကို step by step ဆွဲကြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကပုံတွေဆွဲရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်စေပိုင်းနဲ့စပြီးဆွဲမလဲဆိုတော့ကိုစဉ်းစားရမှာဖြစ်ပါတယ်ဒီနေရာမှာမိတ်ဆွေတို့ဆင်ခြင်တဲ့ဘိုင်းကနေစပြီးတော့ဆွဲလို့ရပါတယ်ကျွန်တော်ကတော့ဒီဘက်အောက်ဆုံးမှာရှိတဲ့ကျွန်တော် line တွေကိုအရင်ဆွဲမယ်ဒီမှာကကျွန်တော် channel ဘိုင်းတွေကိုဆက်ပြီးတော့ဆွဲပေးသွားမှာဖြစ်ပါတယ်ဒီနေရာမှာတော့မိတ်ဆွေတို့ဆင်ခြင်တဲ့ဘိုင်းကနေပြီးတော့စပြီးတော့ဆွဲလို့ရပါတယ်နောက်ပထမဦးဆုံးအနေနဲ့ဒီနေရာမှာရှိတဲ့ကျွန်တော် line တွေကိုအရင်ဆွဲမယ်ဒီနေရာမှာရှိတဲ့ကျွန်တော် line ရဲ့တန်ဖိုးကတော့ 0.75 ကျွန်တော်ဒီနေရာလေးကတော့ကျွန်တော်တို့ 0.5 ဖြစ်ပါတယ်နောက်ဒီပုံမှာရှိတဲ့ကျွန်တော် line ရဲ့တန်ဖိုးက2ဖြစ်ပါတယ် isometric ပုံနဲ့ဆွဲဖို့လည်းသိတဲ့ဘာမှာရှိတဲ့ကျွန်တော်တို့က isometric drawing ကိုကျွန်တော်ကအုံပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ isometric ပုံနဲ့ဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအမြဲတမ်း auto mode ကိုအုံပေးထားဖို့လိုပါတယ်ပထမဦးဆုံးအနေနဲ့ line ဆွဲမယ်ကျွန်တော် line ဆွဲဖို့လည်း draw panel ထဲမှာရှိတဲ့ line command ကိုယူမယ် line ရဲ့ကျွန်တော် first one ကြမယ် first one ကြပြီးရင်ကျွန်တော် line ကိုကျွန်တော် direction ကြောင်းမယ် direction ကြောင်းဖို့အတွက် keyboard မှာရှိတဲ့ F5 ကိုနှိပ်ရတယ်လို့ control E ကိုနှိပ်ရပါတယ်ပြီးရင်ကျွန်တော်လိုချင်တဲ့တန်ဖိုးထည့်မယ်ကျွန်တော်ဒီ line ရဲ့ distance တန်ဖိုးက 0.75 enter ပေါ်ဘက်ကိုသွားမယ်ကျွန်တော်ပေါ်ဘက်ကိုသွားပြီးကျွန်တော် direction ကြောင်းမယ် control E 0.5 enter ကျွန်တော်တို့ဒီ line ရဲ့ distance တန်ဖိုးက2 enter command ထုတ်မယ်ဆိုတော့ enter ကျွန်တော်တို့ဒီဘက်မှာရှိတဲ့ကျွန်တော်ဒီ line နေနဲ့ကျွန်တော်ဒီ line ရဲ့တန်ဖိုးတွေကအတူတူပဲဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ကဆက်မဆွဲတော့ဘဲနဲ့ပို့ပြီးတော့ညံသွားအောင်လို့ကျွန်တော်ဒီဘက်မှာရှိတဲ့ line တွေကိုပဲ copy ပွားလိုက်မယ် copy ကိုမှယူမယ် copy ကျွန်တော် object ကို select မှတ်မယ် select object enter base point ကျွန်တော်ထားခြင်းတဲ့နေရာမှာ click ချက်ကြမယ် command ထုတ်မယ်ဆိုတော့ enter copy ကိုမှဝယ်ကြိုင်မယ် object ကို select မှတ်မယ် select object enter base point ကျွန်တော်ထားခြင်းတဲ့နေရာမှာ click ချက်ကြမယ် command ထုတ်မယ်ဆိုတော့ enterကျွန်တော်တို့ကဒီဆွဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီ line ကိုဆွဲမယ်ဒီ line ရဲ့ကျွန်တော် distance တန်ဖိုးက 1.25 ဖြစ်ပါတယ်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ကျွန်တော်ဒီ line နေနဲ့ကျွန်တော်ဒီအောက်က line တွေရဲ့တန်ဖိုးတွေအတူတူပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ line ကိုဆွဲမယ်ဆွဲပြီးရင်ကျွန်တော် channel line တွေကိုကျွန်တော် copy ပွားပေးမယ် line command ကိုယူမယ် line ကျွန်တော် line ရဲ့ first point ကြမယ်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ်တန်ဖိုးထည့်မယ်သူရဲ့ distance တန်ဖိုး 1.25 enter command ထုတ်မယ်ဆိုတော့ enterကျွန်တော်တို့ဒီအောက်မှာရှိတဲ့ကျွန်တော် line တွေနဲ့ကျွန်တော်အပေါ်မှာရှိတဲ့ line တွေအတူတူပဲဖြစ်တဲ့အတွက်ကျွန်တော်ဒီ line တွေကိုကျွန်တော်အပေါ်ဘက်ကို copy ပွားမယ် copy command ကိုယူမယ်ကျွန်တော် copy ပွားခြင်းနဲ့ကျွန်တော် object တွေကို select မှတ်ပေးမယ် select object enter ကျွန်တော် base point ကြမယ်နော် base point ပြီးရင်ကျွန်တော်ထားခြင်းနဲ့နေရာရောက်ပြီဆိုရင် click ချက်ကြမယ် command ထုတ်မယ်ဆိုတော့ enter ဒီဘက်မှာရှိတဲ့ကျွန်တော် line ကလည်းကျွန်တော်ဒီကို line နဲ့အတူတူပဲဖြစ်တဲ့အတွက်သူ့ကိုပဲ copy ပွားမယ် copy command ကိုယူမယ်ကျွန်တော် object ကို select မှတ်မယ် select object enter base point ကြမယ်ကျွန်တော်ထားခြင်းတဲ့နေရာမှာ click ချက်ကြမယ် command ထုတ်မယ်ဆိုတော့ enter ကျွန်တော်ဒါဆိုရင်တော့ကျွန်တော်ဒီဘက်မှာရှိတဲ့ကျွန်တော် object တွေကိုဆွဲပြီးသွားရဖြစ်ပါတယ်ဒီ object တွေဆွဲပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာရှိတဲ့ကျွန်တော် line ကြောင်းဆွဲမယ်ဒီ line ကိုဆွဲပြီးရတယ်ကျွန်တော်ဒီပုံမှာရှိတဲ့ line တွေကိုတော့ကျွန်တော်က copy ပွားပေးသွားမယ်နော်ဒီ line ရဲ့ distance တန်ဖိုး 6.5 ဖြစ်ပါတယ် line ဆွဲဖို့အတွက်ကျွန်တော် draw panel ထဲမှာရှိတဲ့ line command ကိုလည်းချက်နေမယ် line ရဲ့ first point ကြမယ် first point ကြပြီးရတယ်ကျွန်တော်ဒီဘက်ကိုသွားချင်တာဖြစ်တဲ့အတွက် direction ကြောင်းပဲပြီးရင်ကျွန်တော်ဒီ line ရဲ့ distance တန်ဖိုးထည့်မယ်ကျွန်တော်ဒီ line ရဲ့ distance တန်ဖိုး 6.5 enter command ထုတ်မယ်ဆိုတော့ enter ကျွန်တော်တို့ကဒီပုံမှာရှိတဲ့ကျွန်တော် line တွေကိုကျွန်တော် line command ကိုသုံးပြီးတော့ဆက်ဆွဲနေရတယ်လို့ကျွန်တော်က copy ပွားသွားရင်လည်းရပါတယ်ကျွန်တော်ဒီညမှာပုံညံသွားအောင်လို့ကျွန်တော် copy ပွားမယ် copy command ကိုယူမယ် copy ပွားမယ်ကျွန်တော် line ကို select မှတ်မယ် select object enter base point ကြမယ်ကျွန်တော်ထားခြင်းတဲ့နေရာမှာ click ချက်ကြမယ်command ထုတ်မယ်ဆိုတော့ enter ကျွန်တော်ကဒီဆွဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာရှိတဲ့ကျွန်တော်က line တွေကိုကျွန်တော်ဆက်ပြီးတော့ဆွဲပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကဒီ line တွေကိုကျွန်တော်ကဆက်မဆွဲတော့ဘဲနဲ့ကျွန်တော်ဒီဘက်မှာရှိတဲ့ကျွန်တော် line တွေကို copy ပွားပေးသွားမယ် copy ပွားမယ်ဆိုလို့ရှိရင်ကျွန်တော် 3D ပုံစံဖြစ်တဲ့အတွက်ကျွန်တော်ကမြင်ရတဲ့အစိပ်ပိုင်းတွေကိုပဲကျွန်တော်က copy ပွားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ line ရမမြင်ရတဲ့အတွက်ဒီ line ကိုတော့ copy မပွားဘဲနဲ့ဒီပုံမှာရှိတဲ့ကျွန်တော်အ channel line တွေကို copy ပွားပေးသွားမယ်ကျွန်တော် copy command ကိုယူမယ် copy ကျွန်တော် copy ပွားခြင်းနဲ့ကျွန်တော် line တွေကို select မှတ်မယ် select objectကျွန်တော်ကဟိုဘက်မှာမြင်ရတဲ့အပိုင်းတွေကိုပဲ copy ပွားပေးရမှာဖြစ်ပါတယ်။ object တွေကို select မှတ်ပြီးတော့ရင် enter ခေါက်မယ် base point ကြမယ်ကျွန်တော်ထားခြင်းနဲ့နေရာပြီးဆိုရင် click ချက်ကြမယ် enter ကျွန်တော်ဒီ save ပိုင်းကလည်းကျွန်တော်မမြင်ရဘဲနဲ့ကျွန်တော်ကွဲနေရတဲ့အတွက်သူ့ကိုကျွန်တော် trim command ကိုသုံးပြီးပြပေးမယ် trim command ကိုသုံးဖို့အတွက်ကျွန်တော် modify panel ထဲမှာရှိတဲ့ trim ကို click ချက်နေမယ်ပြီးရင်ကျွန်တော် enter တစ်ချက်ခေါက်မယ်ကျွန်တော်ချက်ခြင်းတဲ့ line ပေါ်မှာ select မှတ်မယ် select object
enter ကျွန်တော်တို့ကဒီနေရာမှာရှိတဲ့ကျွန်တော် line လေးကိုလည်းကျွန်တော်ဆွဲပေးရမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော် line command ကိုယူမယ် line ကျွန်တော် line ရဲ့ first point ကြမယ်ကျွန်တော်နည်းနည်းရှင်းရှင်းလေးဆွဲထုတ်ပြီးတော့ click ချက်ကြမယ် command ထုတ်မယ်ဆို enter ပြီးရင်ကျွန်တော်ဒီ line ရဲ့အတွင်းဘက်ကိုပို့နေတဲ့ line ကိုကျွန်တော်က twin command ကိုအသုံးပြုပြီးတော့ကြက်ပေးမယ် twin command ကိုယူမယ်ကျွန်တော်ကြက်ချင်တယ်ကျွန်တော် object ပေါ်မှာ click ချက်ကြမယ် command ထုတ်မယ်ဆို enter ဒါဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာရှိတဲ့ကျွန်တော် line တွေအကုန်လုံးဆွဲပြီးသားရေး line တွေအကုန်လုံးဆွဲပြီးသားရေးဆိုလို့ရှိရင်ကျွန်တော်က ISO circle ကိုဆွဲပြရမှာဖြစ်ပါတယ်ကျွန်တော် ISO circle ကိုတော့သူက diameter တန်ဖိုးနဲ့ပေးထားဖြစ်ပါတယ်သူ့ရဲ့ diameter က 0.5 ဖြစ်ပါတယ် ISO circle ဆွဲဖို့လည်းပထမဆုံးအနေနဲ့ကျွန်တော်က 1.38 ရှိရကျွန်တော် line တစ်ချောင်းကိုအရင်ဆွဲမယ် line command ကိုယူမယ် line ကျွန်တော် line ရဲ့ first point ကိုကျွန်တော်ဒီ object ရဲ့ကျွန်တော် mid point မှာ click ချက်ကြမယ်ပြီးရင်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ်တန်ဖိုးထည့်မယ်သူ့ရဲ့ distance 1.38 enter command ထုတ်မယ်ဆိုတော့ enter ကျွန်တော်က ISO circle ဆွဲဖို့အတွက်ကျွန်တော်က ellipse command shortcut ဖြစ်တဲ့ el enter ခေါက်ပြီးရတယ်ကျွန်တော်က ISO circle ကို click ချနေမယ်ပြီးရင်ကျွန်တော်က ISO circle ရဲ့ကျွန်တော် center point ကြမယ် center point ကြပြီးရတယ်ကျွန်တော်တို့က direction ကြောင်းပြရမှာဖြစ်ပါတယ် direction ကြောင်းဖို့အတွက် control a ISO circle ဆွဲတဲ့အခါမှာလည်းကျွန်တော် circle နဲ့တူတူပါပဲကျွန်တော် radius တန်ဖိုးနဲ့ဆွဲရင်လည်းရတယ်လို့ကျွန်တော် diameter တန်ဖိုးနဲ့ဆွဲရင်လည်းရပါတယ်ကျွန်တော်ကတော့ diameter တန်ဖိုးနဲ့ဆွဲမှာဖြစ်တဲ့အတွက် comment ပေါ်မှာ T enter ISO circle ရဲ့ကျွန်တော် diameter တန်ဖိုးထည့်ပေးမယ် ISO circle ရဲ့ diameter တန်ဖိုးက 0.5 enter ကျွန်တော်ဒီ line ရမလိုအပ်တော့တာဖြစ်တဲ့အတွက် line ကိုဆက်လက်မှတ်မယ် delete ကျွန်တော်တို့ကဒီဘက်မှာရှိတဲ့ကျွန်တော် ISO circle ကိုဆွဲပြီးတော့ဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ ISO circle ကို ellipse command ကိုသုံးကြည့်ပြီးကျွန်တော်တို့ကဆက်ဆွဲနေရတယ်လို့ကျွန်တော်ကဒီ circle ကို copy point နေရပါတယ်ကျွန်တော်ကတော့ပုံညံသွားအောင်လို့ကျွန်တော် copy ပွားပေးမှာဖြစ်ပါတယ်ဒီ ISO circle ရဲ့ center point ကနေပြီးတော့ဒီဘက်မှာရှိတဲ့ ISO circle ရဲ့ကျွန်တော် distance တန်ဖိုးက 3.73 ဖြစ်ပါတယ်ကျွန်တော်က copy command ကိုယူမယ်ကျွန်တော် copy ပွားခြင်းနဲ့ကျွန်တော် ISO circle ကို select မှတ်မယ် select object enter ခေါက်ပြီးရတယ်ကျွန်တော်က base point ကြမယ် base point ကြပြီးရတယ်ကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ်တန်ဖိုးထည့်မယ်သူ့ရဲ့ distance တန်ဖိုးက 3.73 enter command ထုတ်မယ်ဆို enter ဒါဆိုရင်တော့ကျွန်တော် isometric drawing တစ်ခုကိုကျွန်တော်ဆွဲပြီးတော့ရပါတယ်ဒီနေ့သင်ခန်းစာဗီဒီယိုမှာတော့ isometric drawing တွေကိုခုမှစတင်လေ့လာသူရဲ့အတွက်လက်တွေ့လေ့ကျင့်လို့ရမယ် isometric drawing တစ်ခုကို step by step ဆွဲပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတွေသုံးဝင်နဲ့ကြိုးရှိရဆိုရင်ကျွန်တော် YouTube channel ကို like share subscribe နဲ့ဒီလိုဒီဗီဒီယိုမိတ်ဆွေက Facebook ကကြည့်နေဆိုရင်လည်းကျွန်တော်ရဲ့ Facebook page ကို like share နဲ့ follow လုပ်ဖို့မမေ့နဲ့နော်အော်လိုကနဲ့ပတ်သက်ပြီးသိချင်တာနဲ့လုပ်ပေးစေချင်တဲ့ဗီဒီယိုရှိရင်လည်း comment ပေါ်မှာမှတ်ခဲ့ပါဒီဗီဒီယိုအဆုံးထိအောင်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်